အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာไปဥသုံးရင်ချလိုက်ကြတရားအတန်ဖန်းနဲ့တကားရီလဲနောက်အခါမှာဘုန်းကြီးတရားကိုစပြီးတော့တိတ်ခွေပွင့်တိုင်းဒီအနန္တ၅ပါးရှိခိုးတာလေးပါအောင်ဇတ်ထုတ်ပြန်စတော့မယ်ဆိုရင်လဲဘုန်းကြီးအနန္တ၅ပါးရှိခိုးတာအခုထည့်ပေးနေပါတယ်သူတို့မလဲကုသိုလ်လဲရဝန်းလဲဝဆရာတကားတွေပါပဲဘုန်းကြီးတပည့်များအခုထေးမော်တို့လည်းဒီမှာအသံလာဖန်းနဲ့ဒီကနေပြီးတော့တာဝန်ယူပြီးတော့နေဒီမှာဖန့်ချီရရှိပါတယ်။အဲဒါတွေရှိစေတော့ဗျာအနန္တ၅ပါးလက်အုပ်ချီရှိခိုးပြီးပါသဖြင့်ရှေ့ပိုင်းမှာတရားနာပြစ္ဆအလှပေးတထေးဖြစ်ဆိုတဲ့ဇလန်းကိုကျုပ်စဟောပါမယ်ဗျာ။ဘေးသားကြီးရှေ့ပိုင်းမှာဘာတရားပါလိအလှပေးတထေးဖြစ်တခြားမဟုတ်ပါဘူးကတ္တဗဖရာလက်ထက်ကအလွန်ဆင်းရဲတဲ့လူကြီးအကြောင်းဟောမလို့ကတ္တဗမြတ်စွာဘုရားလက်ထက်ကဘာယာလလို့ခေါ်တဲ့ရွှေမြို့တော်ကြီးမှာမဟာဒုက္ခဆိုတဲ့လူကြီးတယောက်ရှိမဟာဆိုတာအကြီးကြီးအများကြီးဒုက္ခဆိုတာဆင်းရဲတဲ့လူတွေမတော့ဘဝတစိတ်ချန်ပီယံရတဲ့လူပေါ့သူမိအောင်ဆင်းရဲတဲ့လူမရှိဘူးဒါကြောင့်မဟာဒုက္ခမရလေကြပြန်တော့လေဒလိတ္တဆိုတော့ချမ်းသာတဲ့အနဲ့ထွက်မရသူဆင်းရဲလည်းမရပေါ့မဟာဒုက္ခနဲ့ဒလိတ္တတို့လင်းလို့တဲ့မဟာဒုက္ခဘာလို့ရထင်းခုတ်ရထင်းခွဲရထင်းပေါက်ရသူများကဒလိတ္တကမောင်းထောင်းရတယ်ဆံပြရဧသာကြီးဆင်းရဲလို့ဒီလှုပ်တယ်လှုပ်နေတာလားချမ်းသာလို့လှုပ်နေတာခမရတို့တောင်မူမျိုးကတိုက်ကြီးနေတဲ့တထေးတွေလို့ဆိုရင်ဘယ်ထင်းခွဲဆံပြလိဟောဆင်းရဲတော့ထင်းခွဲရဆံပြရဘယ်လိုပစ္စည်းဆင်းရဲပေမဲ့လို့စိတ်မဆင်းရဲတဲ့ဇနီးမောင်နှံဧသာကြီးသူတို့စိတ်ဆင်းရဲရဘယ်ဆင်းရဲလိမ့်မတော့လင်ပီဒမယပီဒမှတ်ထားကြယောက်ျားတွေကိုအိမ်တော်ရှင်မိန်းမတွေကလင်လို့ခေါ်ဟောခဲ့ပြီးသားတွေပါမေ့နေလောက်ပါပြီအိမ်တော်ရှင်မိန်းမတွေကြတော့ယောက်ျားတွေကမယလို့ခေါ်ကြကန်လင်အခေါ်ခံတဲ့လူကြီးတွေနည်းနည်းမေးကြည့်ရအောင်တကားတို့ခမည်းတော်ကိုမိန်းမတွေကဘာပြုလို့လင်ခေါ်တာပါလဲလိမ့်မို့ရင်ခေါ်တာပဲပါဌာနကိုလင်းခေါ်တာဘာလို့ခေါ်မှမသိပဲနေဦးမယ်ဘုန်းကြီးလူလည်းလှုပ်တယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့လှုပ်လိုက်ရအောင်အတ္တထာရတ္တစိတ်တာဟာသာပေတုံအလတိတမတေတီတီလင်းကိုဝိကြုံလို့အတ္တထာရတ္တမိမိမယဤစိတ်တံစိတ်ကိုဟာသာပေတုံကြည်လင်းရှင်းပြစေခြင်းကအလတိတမတေတီဆွလိုက်ဤဣတိထို့ကြောင့်လင်းလို့ခေါ်သည်မှတ်ခဲ့တိုးလေးပြောမယ်မယစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်းခေါ်ပါတယ်ဗျာတကားတို့ခမရတို့ဘာဖြစ်လို့လင်းခေါ်သလဲဖြေရမယ်မယစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်းခေါ်ပါတယ်ဗျာအကုန်လုံးဖြေတော့ဘာဖြစ်လို့လင်းခေါ်သလဲပြီးတော့ခေးပြေးပြောလောက်နောက်ပိုင်းစုဘူးရူနဲ့အစတော့ထွက်လာတယ်မရတဲ့ကိုကြီးလေးရလေးပဲလို့မလို့ပါလေဘူးရူပါသားကြီးဖြည်းဖြည်းလေးပေါ့မရရဲ့စိတ်ကိုကြီးလေးအောင်ဖန်တီးကလို့လင်းခေါ်ပါတယ်ခင်ဗျာဘာဖြစ်လို့လင်းခေါ်တော့စိတ်ကိုကြီးလေးအောင်ဖန်တီးကတယ်ပဲမှတ်မိသွားပြီအရက်တော့နေမယ်ဖဲရိုက်နေမယ်ဆိုရင်မရစိတ်ကြည်လင်မဘယ်ကြည်လင်လိ
ဒါပြည့်သူ့ဘယ်နဲ့ခေါ်မလင်းမို့လင်းမဟုတ်ဘူးပေါ့လင်းမပြီးသားဘူးပေါ့ကဲတရားနာပရိသတ်ကြီးမေးရအောင်မဲ့ရှင်းလို့ခင်လို့ယူထားတဲ့သာမယာကျွဲရိုက်နွားရိုက်လက်ရိုက်နေရင်မရစိတ်ကြည်လင်မကြည်လင်ပါဦးဗျာဘယ်ကြည်လင်လိတာတချို့ကတောင်ပြောမြောက်ပြောနေမင်းအယိုးကွဲအောင်ရိုက်ပါသဲဆွဲအောင်ချစ်တာတောင်ပြောမြောက်ပြောနေအယိုးကွဲအောင်ရိုက်ဝေယုံရှိဘယ်သဲရသွားစမ်းမလို့ပါနဲ့သူများမြောက်ဝေးတာတချို့ယောက်ျားတွေကပြောသေးတယ်မယားနဲ့တော့မသနာနဲ့ချစ်လို့ယူတယ်လေပြောရင်မယားနဲ့တော့မသနာနဲ့ယောက်ျားတွေကဒီလိုပြောတယ်မိန်းမတွေကဘာပြန်ပြောတယ်ဒီကောင်ကြီးတော့အေးတယ်ငါနဲ့ရမှာခိုင်းစားလိုက်ရအဲလူလည်းမယားနွားလည်းမယားဖြစ်ကြည့်ရှုလည်းပြောပါမှာပေါ့ဒါတော့မယားရဲ့စိတ်ကိုကြည်လျောင်ဖန်တီးတဲ့လူလင်းခေါ်ပြီးမခဲ့မိမတွေကြတော့မရလို့ခေါ်သည်ဘာဖြစ်လို့မရခေါ်ပါလိမ့်ရကိုမရလို့တော့မလုပ်လိုက်စမိတ်ခုံမဲ့ဘုန်းကြီးကဟောတယ်ဒကမတွေဘာဖြစ်လို့မရခေါ်တော့ဆိုမိမတယောက်ကမှန်လားပါကုတ်ဝေးလို့ပါဟုတ်ပေါ့ရှာရှာသူမို့ပြောလက်မစိုးပါဘူးကုတ်ပေးတယ်ပဲရတော့မယားခေါ်ပုံလေးဝိဇ္ဇိုလောက်ရမယ်နားထောင်ကြည့်တက္ကသမိကောင်မာယာယတိပိယယတိမာယာပေတိပိယပေတိတိမယားဝိဇ္ဇိုလောက်တက္ကသမိကောင်မိမိရဲ့လင်ကိုမာယာယတိပိယယတိကိုကလည်းချစ်တတ်၏မှတ်သွားဒကမပိုင်းကမှတ်သွားကိုကလည်းချစ်တယ်ကိုချစ်ယုံနဲ့ပြီးမလားလို့ဆိုတော့မပြီးသေးဘူးတဲ့ယုတ်မာယာပေတိပိယပေတိကိုကိုလည်းလင်ကပြန်ချအောင်လုပ်တတ်၏လွယ်တဲ့လုံးမဟုတ်ဘူးမိမဖေးရတာပတ်သွားမာယာပေတိပိယပေတိကိုကိုလည်းပြန်ချအောင်လုပ်တတ်၏ဣတိထို့ကြောင့်မယားလို့ခေါ်သည်မယားကြတော့မယားပဲထမခွင့်နဲ့မရဖိုးသူတော်ဝိဇ္ဇိုလုပ်တယ်လို့ပေါ့ကဟပတံလမ္မတိတိဖော်သူတို့တဲ့ပြောက်ပအရေးကြီးတာကိုကဟပတချက်ကိုလမ်းမတိလွယ်တဲ့ဣတိတသမထိုးကြောင့်ဖော်သူတို့ရတော့ဖော်သူတော်ဝိရှုလေဒါတော့မရကြတော့မရပဲပေါ့ဘာဖြစ်လို့မရခေါ်တယ်လဲမေးရင်လင်ကိုကလည်းချစ်တတ်တယ်ကိုကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်တယ်မခဲ့လင်ကိုကလည်းချစ်တတ်တယ်ကိုကိုလည်းပြန်ချစ်အောင်လုပ်တတ်လို့မရလို့ခေါ်ပါတယ်ဗျာဖြည်းဖြည်းလေးဖြည်းတော့ဘာဖြစ်လို့မရခေါ်ပါလိမ့်တပည့်ရဲ့ရှက်စရာမဟုတ်ဘူးဟဲ့ဒါတရားရှက်စရာမဟုတ်ဘူးဟိုလူပြတ်တင်မောင်နဲ့နှမသားနဲ့မိမကြောက်ဘူးမနာတာတွေကြတော့ဗဇာကြီးဟာလို့ချင်းမမကြောက်ဘူးတို့ဒီကရှက်စရာမဟုတ်ဖြည့်ဟဲ့ငါဖြည့်မကျင်နဲ့ဘာဖြစ်လို့မရခေါ်တယ်လဲမေးရပတ်ထားတာနောက်ကတကဘာတွေရောအကုန်လုံးလင်းကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်ပါတယ်ဖြည့်ကြည့်တာမသားကောင်းတဲ့အသီးကြဟုတ်တယ်ကွာမစိုးရင်တော့ဂျင်းနာမှာမဟုတ်ကိုက်ဆိုးတဲ့အကုန်လို့လင်းကိုကလည်းချစ်တတ်တယ်ဆိုလိုက်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်ပါတယ်ဖယားဘာရနိုင်ဟဲ့သူတို့အကြီးခိုင်းတော့မလွားဘူးရှေ့ဆောင်ရှိမှာဒါတော့လင်းကိုလည်းချစ်တတ်လွယ်တယ်ဒကမတွေကိုပြန်ချစ်အောင်လုပ်ကိုမိမတိုင်းမတတ်ဘူးနော်ဒါရှိတယ်လည်းမောင်းမင်းနဲ့နည်းနည်းရှိလိုက်ရအောင်ကိုလည်းချစ်တယ်လွယ်တာပေါ့ကိုပြန်ချစ်အောင်လုပ်ကိုမလွယ်ကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာမိမတွေကိုဖယားကိုတော်တိုင်ဟောထားပါတယ်အားအကောင်းဆုံးနဲ့
လုံနည်းတွေရှိဘုန်းကြီးပြောခဲ့ဘုရားပေးတဲ့နည်းဗါတဲ့ဗလာတိဗလမိတ်ခီရောတဲ့အားရကအားတဲ့မိမအားကောင်းဆုံးတဲ့မိမအားကောင်းတဲ့ဆိုလို့သူများနှစ်ကိုယ်စာလောက်ဝတာမှမနေနဲ့လင်းနဲ့ရောက်ခမခံတတ်တာတပည့်တော်တို့ရှုံးမပေးဘူးဆိုတာအားကောင်းတယ်မမှတ်နဲ့မဟုတ်ဘူးမိမအားပဲမှရှိဟုတ်တယ်ဟဲ့မကြီးနဲ့ဟုတ်တယ်မိမအားနှုတ်ဖျားမှရှိတယ်ဘိသာကြီးမိမအားပဲမှရှိနှုတ်ဖျားမှပါဇက်မှဒူးဒူးပဲနှုတ်ချိုတော့ရှို့တပါးတဲ့ရှင်းရှင်းငန်းငန်းပြောတတ်ပါစီရှင်းရှင်းငန်းငန်းပြောတတ်ပါစီခမည်းတော်ပြောရင်ရပါတယ်ဒီလူကြီးတွေကဟုတ်တယ်မိမပြောရင်ရတယ်ကျောင်းကဘုန်းကြီးတွေစကားကြအလွန်ကြီးထူတဲ့လူဟဲ့ကကြီးမနဲ့4နာရီလောက်လဲကောက်ခဲ့နော်ကျွတ်တူတော်ဒီတာသူသွားစရာရှိလို့4နာရီလောက်လဲကောက်ခဲ့နော်ဘာပြောတော့အခုတော့ဆောင်းလေးရှာရှာလေးမှသွားပြီးရောဘုန်းကြီးတွေကြကြီးထူကိုင်းဒကမတွေကသာပြောဒီတော့မနဲ့4နာရီတော့ဟိုနိုင်ပြန်တစ်ချက်လောက်ထသွားရမှာနော်သူဘာပြောလဲအေးကွာတဲ့ငါမနှိုးလဲနှိုးပေါ်တယ်ကိုင်းသူတို့ချင်းကြကိုင်းဖူးလားပြီဘုန်းကြီးကြကြီးထူတယ်ဒါကြောင့်တရားနာပရိသတ်ရေဒီလူကြီးတွေကဟောဒကမတွေခိုင်းစတာတတ်ရင်အလွန်လွယ်သဗျဒါကြောင့်ကိုကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာနှုတ်ဖျားကဟောဒီပါဇက်ကလေးကိုအားကိုသုံးတတ်ပါစေဒီပြဟာမကြီးနဲ့ကိုပိုင်ရင်နဲ့မမိုးကြီးကိုပိုင်ရင်ဒေါသကြီးတဲ့မမိုးပြောကောင်းဘလောက်ဒေါသကြီးမမိုးသေးသာသွားတစ်ချက်မှရိုက်ခံရဘယ်ရိုက်ခံရလေကိုပိုင်ရင်ရိုးရိုးခင်ဗျားတို့လို့ဆိုကိုပိုင်ရင်ခေါ်မှာပေါ့ဟုတ်ဘူးဗျဟိုကခေါ်လိုက်ကြတဲ့ကွာကိုပိုင်ရိုက်မဲ့လူကြီးတွန့်သွားခေါ်ပုံကြည့်လေကိုပိုင်ရင်ဘယ်ရိုက်ချစ်လေဒါကြောင့်တရားနာပရိသတ်ရေမမိုးတို့များသမင်းချက်ပြင်းရင်ကိုပိုင်ရင်အချက်ခိုင်းစားခဲ့သမင်းချက်ချင်ရောက်ရင်ကလေးချီပြီလူလေးဆင်းလေသမင်းချင်းရအောင်သားရဲ့ဆင်းလေသားရဲ့ပါဇက်ကသာဆင်းလေပြောတယ်လက်ကဘိုက်စိတ်ကလေးကကော့ထုံးကိုတော့ကိုပိုင်ရင်ကြည်စမ်းတော်သားအရင်ခါပေါ်ချလို့မရဘူးသားသမင်းချင်းအောင်ဆင်းလေသားရဲ့ဘိုက်စိတ်ကလေးကငိုတော့ကိုပိုင်ရင်နဲ့တော်သားကတော့ခါပေါ်ကမဆင်းဘူးတဲ့သမင်းအိုးတလုံးကိုဖာကိုချင်းလိုက်တော့ဟိုလူကြီးကချက်ရှာတယ်ဒီမှာကွာတဲ့အမေခင်းနဲ့သားငါချီမရဘူးဟာတဲ့မိခါဘောကစင်ကျင်တာမဟုတ်ချက်မယ်ဆိုပြီးထမင်းကိုချက်ကိုကရင်းနဲ့မြုပ်စည်းတွေဖြစ်နေမယ်နော်တဲ့ရောင်းမနဲ့မှွေပေးလိုက်အောင်ခိုင်းတတ်တယ်နော်ကိုကရင်းနဲ့အလောတော်ရင်ချတော့လေးတဲ့အတွက်ကြပြော့ကုန်မယ်ဘလို့အားလေးပါလေတောင်သွင်းရောက်တွေ့ရအယုတ်ထမယုံဘောကြာကြာထားကြည့်ပါလားထမနဲ့ဖြစ်ကုန်ပါပေါ့ဒီတော့ငါမသိဘူးတဲ့ငါမသိဘူးဆိုတော့ရောင်းမလေးနဲ့ကော်ပေးသားနဲ့ကော်ပေးသားဆိုတော့ရောင်းမလေးနဲ့ကော်ပြီးတော့သူကချမင်းစီလေးလက်နဲ့စမ်းရပြီတခြားတော့အဲ့ဒါနဲ့ထမင်းအိုးကြီးချထမင်းအိုးလှဲ့တော့ဗာပြောတော့ကိုဝိုင်းရင်ကြည့်လို့တော့တဲ့လက်မရဘူးလောင်မယ်ဒကမတွေမှတ်ထားလင်ခိုင်းစားပြီမဲ့လို့ပြည့်မထားနဲ့အနားနာကနေအားပေးရတယ်နှုတ်ဖျားကိုပါဇက်ကိုသုံးတတ်ရတော့ထမင်းကိုချက်ပြီးတော့သားတယ်တဲ့မေအဖေထမင်းတစ်လုံးတောင်ကျက်ပြီးဟင်းချက်ဖို့ကတော့အမေမဖြစ်ပါတဲ့အပေါ်အငငအစအမေတို့ကတော့လေရောင်းမလေးခင်းဦးတယ်ဇွန်းလေးခင်းဦးတယ်မှုရပြီးတော့နန်းကြည့်လိုက်ရင်အမွှေ့နဲ့အပေါ်အလေးပြီးရသားရဲ့မင်းဖေးကြီးကြတော့ညီတီကတောင်မှကွန်းကစားထားလို့ရှားရီထူးလေးလို့အလေးအပေါ်တိတ်မှမဟုတ်ဘူးအမေချက်မှဖြစ်မှဆင်းဆိုပြီးကလေးဘိုက်စိကလေးရငိုတော့ကိုင်းကိုပါရဲ့နဲ့ဒီနေ့တော့ဖခင်အဖေကိုနှိမ့်ဆက်မဲ့သားပဲတဲ့တော်သားခါဘောကမဆင်းဘူးကြက်ကိုကြိုက်တတ်တဲ့ကြက်ဟင်္ဂါဒီကိုချစ်ချုပ်ပြီးချက်လိုက်တော့ကိုင်းကြက်ဟင်္ဂါဒီတစ်ခွက်နောက်တစ်ခွက်နောက်တစ်ခွက်ဟင်းသုံးခွက်ကြက်တော့ကိုင်းကိုပါရဲ့နဲ့ဈေးတော့တဲ့ခုခပ်ပြီးစားတော့ပြီးမမိုးလက်သာသုတ်ပြီးတယ်ဘာမှမလုပ်လိုက်ရဘဲနဲ့ကိုပါရဲ့နဲ့ကိစ္စပြီးတယ်ဒါတော့တရားနာပရိသတ်ကြီးဟောဒီလူကြီးတွေတက္ကမတွေခိုင်းစားရရင်အလွန်လွယ်ပါသည်တ
ဒါကြောင့်ကြည့်လေတရားနာပိဋကမရလင်းကိုကချစ်ရုံနဲ့မကကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာနှုတ်ခမ်းကိုအားသုံးတတ်ပါစေလို့ဘုန်းကြီးကနီးပေးတာပါလင်မယားတဲ့အောင်လို့ဟောရလင်မယားအစဉ်ပြေအောင်လို့ဟောရဟောလို့မဖြစ်ဘူးလင်မယားအစဉ်ပြေမှာဘုန်းကြီးတွေနှခမ်းကစီဆိုမှာလင်မယားသနေတဲ့အိမ်ဆုံးသွားရဘယ်ဖြစ်လိမ့်ကျုပ်လင်မယားသတဲ့ရင်လိုက်မသိလို့မန္တလေးတုန်းကသွားရတကြုတ်ပါဘေးငါပြောတယ်ဟဲ့ကိုတော်လေးဆွန့်ရနေတယ်တဲ့လင်းတို့နဲ့ဟဲ့မကြောက်ဘူးမနာသားတွေတဲ့ဘုန်းကြီးမှမြင်ရလားလို့ဆိုတော့ဘာပြောတော့ဒေါသဖြစ်နေတော့ဒေါသောအထာဏဇာနာတိအကြောင်းကျိုးဘာမှမသိဘူးဟဲ့ဘုန်းကြီးမကားလို့ဘာဖြစ်ကျုပ်ခါတုတ်လေးရတယ်ဒါကြောင့်ငါပါရကြည့်ရဲ့ပါတောင်သွားပါပြီဒါတော့တရားနာပိသကြီးလင်မယားတဲ့မှာဒီကာသနာကြီးကိုလည်းကြည်ညိုနိုင်ပြီလူလို့ဖြစ်သည်စိတ်ထားသဘောထားညီမျှသည်ကြည်အခုလင်ပိသမယားပိသကြတော့လေတရားနာပိသပြည့်စည်ဆင်းရဲတော့လေမဟာဒုတ်တုဇနီးမောင်နှံစိတ်မဆင်းရဲကြဘူးပေါ့ဒီလိုစိတ်မဆင်းရဲပဲနဲ့နေပြီးတော့လာခဲ့ရဒီကနေ့တရားနာပိသလင်မယားထမင်းစားကြဒူးလေးတုတ်ကျွေးပြောခဲ့လှပါပြီဒါဒီဒူးလေးတုတ်ကျွေးဟင်းကမကောင်းဘူးအော်ကိုမဟာဒုတ်ငါလိုဆင်းရဲသမားရလို့သူဒုက္ခဖြစ်ရရှာတယ်ပစ္စရှိတဲ့တထေးသမီးရရဲ့သူတိုက်ကြီးပေါ်မှာနေရမှာမယားကလင်ကိုတနာလင်ကလည်းတလိတာငါလိုဆင်းရဲသာရလို့လားပေါ့ငါလိုထင်းခွဲသမားရလို့သာပေါ့ဖုန်းကြီးလူတွေရတောင်းမင်းတလောက်ဆင်းရဲမှာမဟုတ်ပြောရသေးတာကိုဗျတထေးသားရရင်မင်းတိုက်ကြီးပေါ်ပန်ကားအောင်နေရမှာတယောက်နဲ့တယောက်အဲ့ဒါလို့တယောက်နဲ့တယောက်တနာပြီးတော့မယားလို့သူကဟင်းကောင်းနဲ့မကျွေးနိုင်တော့မျက်ရည်ကျအော်ငါမျက်နှာကြည့်ပြီးမျက်ရည်ကျဟင်းကောင်းနဲ့မကျွေးနိုင်ရှာလို့ဘိုက်ချဲဝင်ကြည့်တယ်လို့သိတယ်လင်ကောင်းမယားကောင်းဒီတော့တချင်းလေးနဲ့ပေါ့ဗျာအားပေးမိမကိုလိုင်းကြောင်ပေးဘုမနဲ့ရွှေဖယုံပဲမသေးယုံကျိုးတယ်မေးရကြပါလိမ့်နဲ့ပေါ့ဗျာအဲ့ဒါလို့ဆိုလိုက်တော့နမရဲ့အာတင့်ကွစီးပွားရေးဆိုတာမြတ်တစ်တယ်လို့မသွားဘူးရေလိုင်းလို့နေကြီးမြင့်ကြီးကွဒီကနေ့ဆေးရပေမဲ့လို့နှစ်ဖြင့်ကတထေးဖြစ်နိုင်တယ်ဒီကနေ့တထေးပေမဲ့လို့လေကာမခိုင်သွန်တိုင်းဆောက်တော့လေကံမောက်လျင်ကျူတတ်ပါတော့ကွယ်နမရဲ့အာမလျှော့နဲ့တနေ့ချမ်းသာရမပေါ့နဲ့တချင်းလေးဆိုအားပေးလိုက်တော့မဲကိုမဟာတို့ကဒီလိုဆိုတော့လေအတန်ကောင်းသားပဲပြုံးလားမြည့်ရကြတဲ့မယားပြုံးလားမှတ်ထားနော်မယားစိတ်ကြီးလေအောင်လှုပ်တတ်ရတဲ့တကားတို့ဒါပေတိပြောမဲ့သာပြောရတာခုခေတ်မိန်းမတွေထမင်းစားရင်မျက်ရည်သွားမကြနဲ့ကြုတ်တာပေါ်မကင်းဟုတ်တယ်လေမျက်ရည်ကြတာစိတ်ချမ်းသာအောင်မလုပ်တဲ့ပြင်ဘာပြောမဲ့ထင်လို့စားရင်တော့ရတာပဲလင်းငယ်လုံးလုံးငိုတာတို့အတော့ခွက်ကြမဲ့လူတွေလို့ဆိုမှဂိုက်ကြည့်ဒီလိုနဲ့ထမင်းစားပြီးတော့မဟာတို့ကြီးထင်းပေါက်ထွက်သွားတော့ပေါ့ဗျာထင်းခွဲထွက်သွားလာလူအုပ်ကြီးတွေ့ဟာနဲတဲ့လူတွေပေါ့ဟုတ်ဟာဟေးဒီလူတွေဘာလို့ကြတာပါလိမ့်မလဲခြေပြားလေးထောက်ကြည့်လူတော်တဲ့မကတ်ရဲဆင်းရဲတယ်ဗျဆင်းရဲတော့လူတော်တဲ့မဝင်ရဲဘူးပေါ့လူမာဝတ်တောင်းမှအကွတ်တဲ့အစိုးလေးကစုပ်တဲ့ထဲပြတ်တဲ့ထဲနွန်းလာလေးဝတ်သွားခြေပြားလေးထောက်ကြည့်ဆင်းရဲမကောင်းဘူးနော်လူတော်တဲ့မဝင်ရဲဘူးဗျချမ်းသာအောင်လုပ်ကြရေးသားကြီးဆင်းရဲရင်ကောင်းရဲ့အောင်ရဒေးဆိုင်ပန်ချောင်းခေါက်လို့သွားထုတ်တာတောင်မှပတ်စံရှိတဲ့လူကြပေးလေတဲ့စာအုပ်လေးကျုပ်ထပေးမဆင်းရဲလူရနေတော့ဗာပြောဘယ်တော့မှတော့ကတော့ပြီးတော့တွက်သွားအချမ်းသာတဲ့လူတွက်ရဲမလားပြေးစားရှင်းရဲတဲ့လူမို့တွက်တာကိုအပြေဘာလို့လို့ကိုအပြေတူနောက်ဘဝကမလှူခဲ့တဲ့ပုပ်ဝေစကတပုံညတာဆိုတဲ့စက်ကြီးပြက်ခဲလို့ဆင်းရဲလို့တွက်တဲ့မလှူတဲ့ကိုအပြေသဘောပေါက်ရဲ့ကြတော့ချမ်းသာအောင်လုပ်ကြမှာဖေးသားကြီးဆင်းရဲခြင်းသလားချမ်းသာခြင်းသလားချမ်းသာခြင်းလက်သာပြင်ထားကြလှူမှချမ်းသာ
ဒါကြောင့်အလူပေးသခြင်းရှိတရားကိုဟောနေတယ်နော်80နားထောင်ကြည့်ဒီလိုတဲ့တရားနာပြေးတဲ့လူအုပ်ကြီးဆဲတော့ဘုရားလူကြီးနာကပ်သွားဟိုကကသဗ္ဗမြတ်စွာဘုရားအမှုထားလို့တရားနာပြေးတဲ့ရေတန်ဃာဒါနဆွန်လောင်းပွဲကြီးပြောပါကြီးဟေးဘာတော့ဘာလုပ်ကြတာလဲခင်ဗျဘာမဟာထုတ်ရကိုမျိုးကိုအရာတန်ဃာဒါနဆွန်လောင်းပွဲကြီးဘုရားအမှုထားလို့နှစ်စင်ကျင်းပါတယ်ဒါမင်းမသိဘူးလားဟာဟုတ်ကဲ့ခင်ဗျာမသိဘူးလို့ပြောခိုင်းရတော့မှာပဲကျွန်တော်ဒီအလုပ်တွေဝါလနာမပါလို့မဟုတ်ပါဘူးဝမ်းစာလေးတနေ့အလင်းမအောင်မနေရှားပြီးတော့စားရပါသဖြင့်ဆင်းရဲသခင်ဗျမွဲသခင်ဗျဒါကြောင့်ကျန်တော်သားတွေမသိမိပါဘူးလို့ဆိုတော့ဟေးမဟာတို့ခင်ဗျာမင်းမွဲတာပါပြီလို့ဆိုတာသိမချမ်းသာလို့မွဲတယ်ပဲသိတယ်ခင်ဗျဟေးမဟုတ်ဘူးကွာမင်းဒီဘဝဆင်းရဲတာမွဲတာနောက်ဘဝကမလှူခဲ့လို့မောင်ဘာမှမလှူခဲ့လို့ကွာပုပ်ပေသာတတ်ပုံညတဆိုတဲ့ဒါနဆက်ကြီးပြက်လာလို့မင်းဒီဘဝဆင်းရဲတာမှန်တော့ဟေးလူကွာမြို့လာသူများတွေသံဃာတရား1500ယူသွားရသံဃာတော်တော်ဝယူပါလားကွာသပိတ်တလို့မျက်နှာလေးအောက်ဆိုင်ပါကြီးခင်ဗျာဘုရားလူကြီးမလှူနိုင်မှန်းပြီလို့ကျွန်တော်ကိုလောင်လိုက်တာလားခင်ဗျာတဏှာလို့ပြောနေတာဟာခင်ဗျာကြည်စားရလားခင်ဗျာဟာတဏှာလို့ပြောတာကွယ်မင်းဆင်းရဲလို့ခင်ဗျာဒါဖြစ်ကျွန်တော်တန်ဃာတစ်ပါးနဲ့သပိတ်တလုံးတာဝန်ယူတယ်ခင်ဗျာဘုရားလူကြီးမဲဆွဲကောင်းတယ်မွဲတဲ့လူတောင်သပိတ်တလုံးယူသွားကြည်တရားနာပြိတ္တရဲ့သပိတ်တလုံးတာဝန်ယူသွားဒီလိုတာဝန်ယူပြီးတော့ဘုရားလူကြီးအပြောကောင်းတော့လေဘုရားမှာကိုပြီးတော့ကြီးပွားတဲ့ထုံကားဒါကြောင့်တရားနာပြိတ္တဘုရားလူကြီးဆိုတာပြောရတယ်လူချင်းအောင်တရားရှိအောင်လှုပ်တလှုပ်ပေါ့ဒါကြောင့်ကျုပ်တကာတွေလည်းပဲကျုပ်တောင်ကူမျိုးကကျုပ်တကာတွေဘုရားတကာတွေလည်းပဲကျုပ်များစွာသတိပေးပါတယ်ကြည်အခုသပိတ်တလုံးတာဝန်ယူသွားပြီတာဝန်ယူသွားမရလေးမပြောသေးဘူးဘယ်ပြောမလို့မရိတ်သစေတနာရှိမရှိဒီခေါန့်ကြည့်ရအောင်အမရေနမဆိုပြီးတော့မရရဲ့အပါကျန်းစင်မော်တင်မလွဲလေးထိုင်လက်နှစ်ဖက်ရှေ့ထောက်မျက်နာကပြုံးချီးကြီးကိုမတို့တော့မျက်နာကြီးကြည့်ရတော့မှုရလာတာကြလေဘာများဝမ်းသာစရာရှိလို့တော့ဟေးမှုရစပြခဏလေးနဲ့ကိုမကွာတလုံးဝမ်းသာရမယ်ကိစ္စငါတို့မျိုးတန်ခါဒါနဆွမ်းလုံးဝဲကြီးဖြစ်တယ်ခမရဲ့လှူလိုက်ကြတာပါ900 1000တပိတ်တွေတာဝန်ယူကြမောင်ကြီးဖြင့်ဝမ်းသာလိုက်တာသာဓုခေါ်မိရဲ့လမရဲ့မင်းဝမ်းမသာဘူးလားကွယ်လို့ပြောလိုက်တော့မျက်နဲ့ကလေးတောင်းကပ်ပြီးပြောကိုမတို့ဝမ်းမသာပဲနေပါမလားတော့နဲ့အားလဲအားပါရဲ့နားလဲနားပါရဲ့ရွတ်တော်ဆင်းရလို့မွေးပေမဲ့လို့တန်ငါတပါးတော့လှူနိုင်ပါတယ်တော်လုံးလူအကြီးလင်းလုံနေရတာဒီဘဝကုသိုလ်တုံညှို့ရတော့မယ်မဟုတ်ပါဘူးကိုမတော်အားလဲအားပါရဲ့နားလဲနားပါရဲ့တန်ငါတပါးတော့တောင်းမလူခဲ့ဘူးနဲ့မျက်နဲ့ကလေးတောင်းကပြောလိုက်တော့မကျေနပ်တဲ့ပုံစံနော်တကားတို့တောင်းကရမကျေနပ်ဘူးလားမှမျက်နဲ့ရဟယူပလေနဲ့မျက်စောင်းထိုးတဲ့ပုံစံလေးပြောကြည့်တရားနာပိဋကရဲ့အဲ့ဒါလို့စေတနာလေးပေါ်လာတော့မှထုတ်ပြောအမလေးမင်းလူချင်းမှန်ပြီလို့မောင်ကြီးတာဝန်ယူခဲ့တဲ့လူရပါစေမကွယ်နှမရဲ့ပြောပြီဗျဒီချိန်ကြတော့ပြောပြီဗျစေတနာရှိမှထုတ်ပြောတာရောက်ချင်းဘာမှမသိသေးပဲနဲ့ငါတော့သံဃာတပန်းနဲ့သပိတ်တလုံးတာဝန်ယူခဲ့ပဲဆိုကိုမသားရကြီးပဲတော့ဘယ်နဲ့လို့ဒါတော့ပြောရရတယ်တကားတို့မိမတိုင်ပင်မဲ့ကြံခေါ်ကြည့်လိုက်ရှင်မရေခေါ်ကြည့်လိုက်အားလုံးလူမြတ်သားနဲ့မပြောနဲ့အဲ့ဒီချိန်ပြောရင်နောက်ချိန်မှာရှင်မရေခေါ်ကြည့်လိုက်
ရှင်တော်ရတဲ့ချို့သူရင်ပြောတော့ရပြီကုသိုလ်ရေးကောင်းမှုရေးတိုင်းမယ်တော့ဒါပြောတာချော်တော့ငေါ့တွေးမနေနဲ့ဘူးအတွေးသမားတွေများတော့ဗရိတ်ကအုပ်ပါကိုင်းကြည့်အခုစေရနာပေါ်လာမှန်သိတော့ကမှအမလေးမင်းလူချင်းမှန်ပြီလို့မောင်ကြီးတာဝန်ယူခဲ့တဲ့လူရပါစေမကွဲသမားရဲ့ဝန်တလိုက်တာတော့ဒါမှလင်ကောင်းရတာကုသိုလ်ဒါနကျုပ်ပြုရတော့မကျုပ်လဲကြိုးစားမယ်တော်လဲကြိုးစားနဲ့ဆိုပြီးတရားနာပိဋကမဟာတုတ်ကြီးကလည်းလေတရားနာပိဋကထင်းခွဲရင်မောနိုင်ဘူးတဲ့ပိဋကပေါစေရီမာပြီးတန်ဃာတော်ကလှူရမယ်ကိစ္စကြောင့်ပေါ့လေရွှေပေါစိန်အတာချကမာရတဲ့ထင်ဟာပွဲရဲဆိုရင်ပေါ့တပြားကမှမချမ်းသာသည်တပြားကမှမချမ်းသာသည်ဆောင်းတကားကလူမွဲအမပွဲရဲဆိုရင်ပေါ့ဗျာဝမ်းတာလုံးလို့အဲ့ဒီလိုသချင်းဆိုလိုက်တော့သထေးဆင်းလာအေးပါတော့ခမညာမင်းကွာချွေးတလုံးလုံးနဲ့မမောနိုင်ဘူးတချင်းတွေများဆိုလို့ပါများပျော်စရာတွေ့လာတယ်လေကွာပျော်တာပေါ့ခမညာဆင်းရဲလို့မွဲပြီမဲ့လို့တန်ဃာတစ်ပါးလှူရမယ်ခမညာပဝေတလုံးနဲ့တန်ဃာတစ်ပါးလှူရမယ်ခမညာအေးဒါဖြင့်မင်းထဲငါကလည်းကုသိုလ်ပါဝင်မရစေတထေးကတနာလူထောပါကျက်သွန်ပြူကျက်သွန်နီနိုတန်အိုဟာပေးလိုက်ရောတရားနာပင်တိုက်အော်မရလေတလိတာကလည်းတချင်းတစားစားနဲ့မောင်းထောင်းတော့တထေးမကတနာရာနဲ့တန်ဃာတစ်ပါးလှူမယ်ဆိုတော့တလေးစံလေးတွေကျွတ်သွားလေးတွေကြလို့ဖွေးတလေးစံလေးတွေပေးလိုက်လင်မယားနှစ်ယောက်ပြန်လာအိမ်ဝကြဆုံရချိန်ထားတဲ့အတိုင်းဟောကိုမတို့ဟေးနမဒလိတာကြည်စမ်းမတော့ကျုပ်လေဟောတချင်းမသာပေးလိုက်တာကုသိုလ်ပါမလိုက်ကတလေးစံလေးကြီးကော့လို့တော့ကျွတ်တို့စကွဲထမင်းစားရပြီမဲ့လို့တလေးစံနဲ့တန်ဃာတစ်ပါးလှူရမယ်တော့ဟာမလေးမင်းကတလေးစံရမောင်ကြီးကြည်စမ်းမဟောတင်ထောပါကျက်သုံးကျူကျက်သွန်နီနိုတာပို့နမရဲ့အစင်ပြေပြီကွဲ့ဆိုပြီးတော့အိမ်ထဲဝင်သွားကြတော့တရားနာပရိသတ်ရေမဟာဒုတ်ကြီးကလည်းတန်ဃာလှူရမယ်ကိစ္စဆိုတော့သူများလို့တန်ဃာအာမကိုနိုင်တော်တဲ့ထွက်ပြီးတော့ဟင်းရခူးရတကိုပြေတော့ဘာခူးရဟင်းရခူးထွက်တဲ့ဆိုတော့ဘာလေးနဲ့ထွက်မှာတောင်းလေးနဲ့နဲပါပဲလွယ်အိတ်တို့ဂျိတ်တို့တောင်းတို့ကိုင်းထွက်ရောပြုဝဲတဲ့ဆိုရင်တော့ထွက်ဖို့ဘုံကောက်တို့ခရတို့ထွက်ချင်တာနဲ့ထွက်ဘုံကြီးဆိုတော့ရိုးရိုးသွားရမှာဝဲတဲ့လည်းထွက်နိုင်တဲ့မင်းသားပြောတာမထွက်နိုင်တဲ့မင်းသားဆိုလို့ရှိရင်ကားလေးကြိုးတိုင်းမရှိနဲ့လက်ကကင်ထားအခမသိဖြုတ်ချရအောင်ထွက်နိုင်တဲ့မင်းသားဆိုလဲတောင်ကောင်မြောက်တော်သချင်းဖြစ်မှာပေါ့နာနဲ့ဖင်းနင်းကလေးတွေဖြန်းတော့ဟောလက်လက်ဆန်းဆန်းချုံနှံကလေးမှာတမင်စီဝဲကဟင်းဝဲလိုကလေးကိုမောက်ခူးခဲ့မှာဟာမင်းကအိမ်ကကျက်သွန်ဒီကလေးနဲ့သုံးခွက်တစ်ခွက်တည်းကြိုထားပါအဲ့ဒီဟင်းနဲ့ထွက်မှာပေါ့ဗျာပွဲလေးဆိုရင်ကိုင်းထွက်ရောပြုတ်ထွက်သွားတော့လူအုပ်ကြီးတွေ့ပြန်ပတဲ့တရားနာပိဋကကြီးဘာတွေ့ပြန်တော့လူအုပ်ကြီးတွေ့တော့လေဟာဒီလူတွေဘာလုပ်ကြတာပါလေကြည့်လိုက်တော့တငါသေးကြီးထံငါဝယ်ချအငါ900ဘို့1000ဘို့100ဘို့200ဘို့ဟေးတန်ဃာတော်ဘာငကျင်းသားနဲ့ဆုံးကတ်လိုက်ခြင်းပါပြီငါအတွက်မှကြံပါအောင်မလားနဲ့တရားနာပရိသတ်ကြီးခြေပြားလေးထောက်ကြည့်လူအုပ်ကြီးဆဲတော့မှတန်ဃာသင်နာကရောတန်ဃာသမိတ်ဆွေကြီးဟေးဘာတော့ကွာတန်ဃာတော်ဘာငကျင်းသားနဲ့ဆုံးကတ်ခြင်းလို့ဗျာငကျင်းလေးတစ်ကောင်လောက်မရဘူးလား哦，你讲老嘛那没乌咩？你我那俺呀，我头我就说高一光修。哈边这高龙我们家着，这高我表来的反正我家不。把路边那里奥塞多。把路没谁路没路咋搞？都要路不山西的得退，所以没我艰难的上干呀没。我故事出来也真的。
မြေရည်စားလေးပစိုးနဲ့တုတ်တော့တန်ငါတယ်ဝီဒီတနာရတဲ့ဟေးဟေးဒီနာနေပေါင်းအောင်မငိုတော့မနေပါနဲ့မဲခဏနေဦးသဲပူတဲ့မြုပ်ထားတဲ့ငကျင်းတစ်ကောင်ဖော်ပေးလိုက်ပေးတာဘာလေးဖော်ပေးလိုက်အကျင်းမီလေးလက်ညှိုးနဲ့လက်မညှက်လို့ဟောသလိုလေးကောင်းပေါ်မြောက်မြောက်ပြီးပဇက်ကလေးဟဟပြီးတော့ဟမလေးတန်ငါတော့ငါလူချင်းနဲ့ငကျင်းသားနဲ့လူရတော့မဲလာဘဝတာမေတူလာဒေါဝတမေလူရတော့မဟဲ့သာသနာတော်ကြီးနဲ့ကြုံလို့ဖယားသာသနာတော်ကြီးနဲ့တွေ့လို့ငါတန်ငါရဘကချင်းလူရတော့မေဝတ်တလုံးလို့ခုံပေါက်ပြီးအိမ်ပြန်သွားလိုက်တာအိမ်ရောက်ညတိုးနဲ့လင်မယားနှစ်ယောက်တရားနာပြိတ္တရေချက်ရေးပြုတ်ရေးလှူရေးတန်းရေးကိစ္စနဲ့တိတ်မပြောဘူးတဲ့ပြုတ်ဘေးသားကြီးတိတ်ပြောရဲ့လားခမရတို့တောင်ငူမျိုးကြီးဖျားပွဲဖြစ်တော့နက်ဖြင်ကလို့လှူရတော့မယ်ဆိုဒီနေ့လူနေခမရတို့တိတ်မပြောကြသလိုပေါ့ချဲကြပြုတ်ကြကြောကြလှော်ကြကြွေးကြမွေးကြတီးကြမှုတ်ကြကကြခုံကြပေါ့လေမှန်လားပြိဿကြီးသူတို့တော့ဒီမဟုတ်ကခုံမရှိဘူးပေါ့ကကြရင်လဲသူတို့နှစ်ယောက်တည်းကဖို့ရှိကြီးအခုပျော်လုံးလို့အိတ်မပျော်ဘူးလူချင်းညာလုံးလို့မဟာတော်ကြီးကလည်းမနဲ့မြတ်တော့ပဲရမယ်လူဆိုတော့တရားမင်းရဲ့ကြောက်ဖြာကပုံမမှန်တော့ပြီဘေးသားကြီးတရားမင်းရဲ့ကြောက်ဖြာပုံမှန်ရဲ့လားမှန်ပါဗျာမှန်ဘူးရပြော့လိုက်မာလိုက်ရော့လိုက်တင်းလိုက်အေးလိုက်ပူလိုက်ဖြစ်လူပြေလှမ်းကြည့်လိုက်လူပြေမငါတရားရလူမဲ့လူရှိပြီနဲ့တူတရားလည်းပင်တိုင်းကိုလူမှကြောက်လူပြေလှမ်းကြည့်လိုက်တော့ရန်သူမတွေ့မဟာတို့ကြီးမြတ်တပည့်ရမှမြင်တော့ဖြစ်ဘူးမဖြစ်ဘူးဒီကိစ္စလူပြေသွားပြီခင်ဗျာရှာမှဖြစ်ဒေသတရားမြတ်ရှာတော့မယ်လူပြေဆင်းပြီးတော့ဒါပတိတရားရောင်နဲ့ဆင်းလို့မဖြစ်ဘူးတရားအယောင်ပြောင်းဒေသကြီးတရားအယောင်ပြောင်းမလားဖြူနေရကဝါတာပြောတာမဟုတ်ဘူးအချွန်တက်နဲ့တရားရောင်မဟုတ်ခဲနဲ့ထမင်းချက်ရောင်ဆောင်ပြီးတော့ရောင်းမလေးနဲ့ထမ်းဆင်းလာဟိုင်တရားအယောင်ပြောင်းဆင်းအယောင်ပြောင်းပြီးဆင်းလာလိုက်တာတရားနာပိဋကကြီးထမင်းချက်များအလိုရှိရနိုင်ပါခင်ဗျာရောင်းမကြီးနဲ့ဘယ်မှမဟောဘူးမဟာတို့အိမ်သားလက်ပဟောနေထမင်းချက်များအလိုရှိရနိုင်ပါခင်ဗျာမဟာတို့ကထွက်ကြည့်ဟုတ်ပေကွာထမင်းချက်ငမွဲလားငတေလားဩငါနိုင်မောင်များကိုတကားမှမနဲ့ကိုယ့်ဟာကိုရှက်ပါပေါ့တို့တော့အမျိုးသားရင်ရိုင်းမင်းကောင်းနေဆိုပြီးတော့ပြုတ်တကားတော်မိတ်ဆွေကြီးထမင်းချက်မိတ်ဆွေကြီးဘယ်နဲ့တကားသေးရောက်တော့ပြုတ်ထမင်းချက်မိတ်ဆွေကြီးတရားနာပိဋကကြီးဗျာခမည်းလေးဟောတောင်းပြင်းတဲ့ထေးကတန်ငါတစ်ထောင်တူမှအဲ့ဒီသွားပါလားဗျဓမ္မချက်ခါတွေအများကြီးရပါကျွန်တော်ခါချင်းဝင်နေမဟုတ်ပါဘူးခမည်းကျွန်တော်လေဆင်းရဲချမ်းသာမရွေးဘူးခမည်းကုတူဖြစ်အလကားချက်မှာခမည်းယောဒါလေးလာပြောအလကားချက်မယ်ဆိုတော့ပြေးသားကြီးမဟာတို့အိမ်တရားရောက်ပြီပြုပြေးသားကြီးမဟာတို့အိမ်ပါရောက်တော့မဟာတို့အိမ်တရားရောက်တယ်ဆိုတော့ဘလောက်ဆင်းရဲလက်ဖက်ရချိုးတစ်ခွက်တော့မခဲရင်တော့ပြီဟာသင်ပြေသွားပြီနော်တရားရောက်တာကိုပြိဿရဲ့တကိုးနဲ့ဖြော်ပေးမှာပေါ့ချိုးအောင်တိုင်းကြည့်တရားနာပြိဿရဲ့အဲ့ဒီလိုနဲ့တရားရောက်ပြီးချက်ကြပြုတ်ကြနဲ့မနဲ့ကြတော့တရားနာပြိဿမဟာတို့ကြီးမှွေးကနေဖြစ်သွားတယ်အဲ့ဒီတည်းနှိုးပြီးတလိတာကကိုမတို့သူများတွေတန်ခါပင့်ကုန်ပြီတော့သွားလေတောက်ကြလို့မရဘဲနေမယ်ဆိုတော့တရားနာပိဋကကြီးမဟာတို့ကြီးအိမ်မုံစုံမနဲ့ထသွားတော့ဟိုရောက်လို့ကြည့်လိုက်တော့ဘုရားလူကြီးကတန်ခါတွေစရင်ပေးအင်္ဂါတွေစရင်နဲ့မိုက်ကြီးနဲ့တတ်ခေါ်တော့ပေါ့တောင်းရင်တစ်ထေကသံဃာတစ်ထောင်ကျွားတော်မူပါခရာမိုက်ကြီးနဲ့ရန်တုတ်တာအဲ့တော့ဒီမိုက်တွေရှိချင်မှရှိခုခေတ်ကဘာပြောရတာပေါ့ဗျ
မြောက်ပြေကထဲကဂန်းဂန်း900ကျွတော်မူပါဗျာဟာ900 1000ငါဖို့မှကြံပါဗလားလူအုပ်ကြီးဆဲတော့ဘုရားလူကြီးနာကပြောပါကြီးဘုရားလူကြီးအဲ့ကောင်ဆုံးတော့ပြောမင်းမဲကောင်မင်းမဲကောင်ဟောဗျာမမီတော့ဘူးလားဗျာမင်းထင်းရလို့ငွဲတာမလှူခဲ့လို့ဆိုပြီးသပိတ်တလုံးခမည်းစရင်ပိတ်လိုက်တယ်မဟာထုတ်လေဒီဘောက်ကဘယ်ထုတ်တော့ဟာဘုရားလူကြီးလှုပ်ပုံကြီးဘုရားလူကြီးတတ်တီတော့အပြည့်အဝပြတော့ပြောအောင်ဘေးဘေးသားရဲ့ပရိမှုကဟာခမည်းဒီလိုမလုပ်ပါလေကျုပ်တန်ဃာတစ်ပါးစရင်ယူထားတာအဲ့ဒါတန်ဃာလာပင့်တာဘယ်တန်ဃာပင့်ရမလဲခမည်းဒီကောင်တန်ဃာ100 1000သူများတွေယူသွားမြင်ဘူးလားကောင်းပြီပါမေးဦးသွားတော့ပါမေးဦးကြောင်ကြောင်နဲ့ကဲဘုရားလူကြီးသူကဦးကြောင်ကြောင်လှုပ်ပြီးမဟာတို့ဦးကြောင်ကြောင်ပြောတော့ဆိုးတယ်ဘုရားလူကြီးကိုတော့ကဘုရားလူကြီးပြောတာပါခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်ဆွမ်းတော်ရင်ကြက်ကောင်လုံးတို့ကိမ်မုံပေါင်မုံတို့ဒါတွေသူတို့ပဲစောင့်ရချရီနဲ့ကလေးတွေကခေါ်ဖိုးနဲ့တရားလုံးရချဘူးဘိသိတော်ကြလက်ကလေးပေါ်လာဟာကောင်လေးတော့ဟာကောင်လေးတော့တရားလုံးအိမ်မပြောဘူးဘုရားလူကြီးတွေစောင့်ရမနဲ့မိုးလေးမှအထုပ်ကြီးတွေနဲ့ပြန်ရစောင်းတော့ဗျာချမ်းရှားနေစောင်းပေါ့ပြီးအောင်လည်းနားမထောင်ဘူးဒါတော့ခုခေတ်ဘုရားလူကြီးတွေတော်ပါတယ်ဟိုတုန်းကဘုရားလူကြီးတွေပြောတယ်ကဲကြည့်တယ်အနာပြေးသားရေအဲ့ဒီလိုနဲ့တန်ဃာတစ်ပါးမရတော့ဘူးဆိုတော့ဘုရားလူကြီးခမရရက်ဆက်လာကြီးလားဟေးမရှိလို့မရှိဘူးပြောတာမင်းငါရက်ဆက်တလေးပါလေးနဲ့တန်ဃာတစ်ပါးဆုံးကမယ်ဆိုပြီးတော့တလိတားလေးချက်ပြုတ်ပြီးစောင့်နေတဲ့ခမရအိမ်ပြန်သွားရဲ့တန်ဃာတစ်ပါးပဲမလဲကိုမဟာတို့မေရှာတော့မေနှမရဲ့တောင်းရဘာမရတော့ဘူးလို့ပြောလိုက်ရဲ့ဖြင့်ဟမရီအင်္ဂမရလေးမြေရကြရှာတော့မေခမစားတဲ့တလောင်းပါပါဘူးကျုပ်ကရှာရှိပေးရဒီလိုများပြောလေသလားပေါ့ဗျမှန်တော့ရကြည့်တရားနာပြေးသားဟေးမင်းမရမျက်ရည်ကြတာငါပဲတတ်နိုင်ပါမလဲကွာမရှိတာပြောတာပဲရက်ဆက်လာကြီးလားခမည်းကိုယ်တိုင်စရင်ပေးပြီးတော့နမရဲ့တန်ခါရမရတော့ဦးတဲ့နမရဲ့နမလူချင်းတဲ့တပိတ်တလုံးလူပြီးတော့နေဘူးကန်းလုံးမခက်လာပါပြီဟာရီမပြီးဘလို့လို့ပြီးတော့ကြာရပါမတုံးရဲ့လို့မယောအလားတလိတာခမည်းမရစီတဲ့မြောင်ဟန်းကြီးမျက်ရည်စာလေးတုတ်ပြီးမဟာတုတ်ကြီးငိုးနေတယ်နော်မရလားတလိတာခမည်းမတဘာရတဲ့သပိတ်ကိုလူမဲကြလို့သူရွယ်ပြောင်းလိမ့်ပါနောင်ကိုလားနမရဲ့တလိတာဟမမေလမ်းမဖြင့်ခပ်ပါပြီလားခပ်ပါပြီကလားမလေးမလူချင်းနဲ့တန်ဃာတစ်ပါးမှလူရတော့ဘူးကွအခုတော့လေဖယားတဲ့ကြီးတဲ့လူကြီးဖယားလူကြီးမခိုင်းဟာပြီတန်ဃာရဲ့ဖယားလူကြီးပြူသွားတယ်မျက်လုံးအဲ့ကမင်းစကားကြည့်ပြောမယ်မင်းငါဖယားတဲ့ကြီးတဲ့လူကြီးလေးပါလေးနဲ့ဟောဘူးလားဗျဖယားထားသွားရင်ကျွန်းတော်သပိတ်တလုံးရခြင်းရမယ်ခုခမည်းပေးပြီးသားစရင်ကိုခမည်းမရှိဘူးလို့ပြောနေပြီငါစရင်မတင်မိဘူးကမဲ့နေလို့ဒါကြောင့်ခမည်းကိုကြုတ်ပြောတာပေါ့ဖယားတဲ့ကြီးတဲ့လူကြီးဖယားလူကြီးကိုခလိုက်ဟာပြီနမရဲ့တဘာယူပြီးတာငါ့ကိုတောင်းမကြမ်းပါဘူးတဲ့
我的当个的话有咱们见到不的那么也，爷实际啊，苦着谁也没得没不的，他把有比咱我当个家嘛哇呜的，啊这汉堡个话的对呀路还谁呀呢？嘿，怎么嘛都？对比着俺是我的吧那瓜，俺嘞不像我的面，谁讲么瓜？mà con khơi áo vào video thì luôn lâu tụ à mấy đấy đấy lâu gió này mà quả mấy đấy khơi áo ya dễ sơ chỉ tiêu ya bảo vệ ê bà đâu mấy quả ngã đó mấy phía đấy chỉ để lưu chỉ để vào lên này mấy chỉ lâu này vào này quả biểu này vào này ê thế mày các tao vào miết sọc ya miết tập bị ngã bắt dùng thế mà sự hiện mà bưng đi bù quả ê là mấy cú dù cao như nó phải toa sau như phải tân nào lưu chim như ya mà quả ya cái gì trong có mấy khăm ya bây giờ thằng ông nhớ rồi ở bên nào không mấy khăm ya vậy luôn đã bao nhiêu bị đắng ngã vô tàu chìm vào đấy ở đây ham bao cái bát suy luôn đấy xí này ham mà mình ở khu đó phi anh em mấy anh nhớ rồi ya mà nhớ là ya làm mà cái là cái là các bạn nhớ so với thằng lô chân nó à toa số bị ngô kí rồi đã biết lúc cái tiền là bây giờ phải tham gia lại đã phải xử lý tiền là bây giờ nhà rồi bị lũ chuyện nhà lũ xem bây giờ sẽ tu gì vậy tất đông là sự mà gì vậy bắt đầu sự gì mà mua mà sự gì vậy thì mấy em yêu tết đó chỉ lâu thà là tôi không chạy vào, à bây giờ mà xe thì xe lúc lại đó là khui ra là bốn, tết đó chỉ mà gì vậy, vấn gì châu vậy, nhiều người tôi phải lưu gì vậy, có khi nào mà yêu là ở đây chỉ mà chỉ, ngã đấy, ngã xem mà vậy là phải là ngã miệng ngã bị má đấy, ngã xếp tu gì đấy, ngã bị má đấy, ngã tết đó xí đấy, ngã bị má đấy, quá trời đấy hà gì, phải là u châu nhân nào lại bị mà phải là mất, phải là đồng chí này u tụi nó xong, em这样俺们弄的有上来着，这点那边的嘛还都别人那要过，啊，我个那个收到，哎个，到你这偏到这样我们谈的，到，没的谁来到了没有？哎，他当上嘛龙鳌头，路我当啊过的呀，家长记我家，就都来路我说路，稳听听的我刚刚都没跑去冲他呢。不，这还不我们拿罗来的这个，我拿罗说的呀那边的这个，第三个我呀的，都把了累的还给我们了。哦，是这个牛呢，那这个是皮皮羊呢，手上。你看你路，不要看那了没有？但是你过羊呢，过嘛不记住来的呀那这个，我那个打绷带。今牛人路片，所以打崩本来路来个咯，打崩也大家都提要那么个牛呢嘛，都等俺就个位，就等俺都个位，就个都起，都个就起，牛位或者就在高头干烂泥，都问你的位谈到嘞，白罗地方我丢，他让各样那个鸡我家路我当过的，来吧的，都那嘞，就那嘞，拉吧的。你老个表嘛不？他要这样那边大鸡，啊，我手别说着，嘿，没地谁来到了没呀？不管年头，怎么样？他当咱们好吧不怎么样？见老天爷肉俺们肉嘛哈头，面的味把咱那看嘛肉啊看呀，好背瓜，啊没有呢，嘿欧嘛俺们了。哎，手边的没有个面子味也没有拉瓜，多拉瓜，我多少看呀？啊，当然看没手边的路边的车，快边的看那股里带，大家讲的好。要说呀，我的老家的拍的video，深夜路俺们路嘛还有把呀，面的味，但那的片前面那木把呀。
လို့ရှောက်လိုက်ကြောက်ဆိုတကားပွင့်ဖယားကိုတော်မြတ်ရွှေမရိုးစီအဆင်းရှိတဲ့လက်မောင်းတော်နဲ့တပိတ်တော်ကမဆန်တန်းပြီးတော့မဟာတုတ်လက်ထဲအလိုက်ပါရောဗျာအိုင်သူတို့ပေးလိုက်မယ်ထင်ပြီးတော့နေတဲ့ရှင်မရင်စစ်သူကြီးတက်တော်ရှိတို့ဟာဖယားဘယ်နဲ့လှုပ်လိုက်ပါလိမ့်သူတို့မျက်နှာလိုက်ပေးလိုက်မယ်ထင်ဟောရဖယားဘယ်နဲ့လှုပ်လိုက်ပါလိမ့်အကုန်ရလုံးပြုတ်ကိုဟိုအမြတ်လိုကြီးထမ်းပြီးတော့ခုံပေါက်ပြီးတော့ဟောမလေးဟန်ကြပြီးဘုရားသနာတော်ဖြင့်ချင်းမြင်တော်မူလိုက်ပြီဒီလိုပြည်သူတို့ကြုံမှုလို့စိတ်ပြောတယ်မဟာတို့ဝမ်းတာလုံးလို့ကျိုးတော်တဲ့6ကပ်နောက်က အတီးနဲ့မှကောင်းဒီဟောလုံးလို့ဒီထဲတစ်ထဲတွေဝိုင်းကုန်လာကြဟေးမတို့ခင်ဗျာမင်းကွာဆင်းရဲလို့မွဲပါတယ်မြတ်တို့ရောက်မလားကွာရောက်ပါဦးခင်ဗျာမြတ်လို့ဆိုတာရခဲ့တာမရောက်နိုင်ဘူးခင်ဗျာဝဲမဲမကြမ်းနဲ့ရောင်းဖို့ပြုတ်ကျုပ်လေကျုပ်နဲ့တူတဲ့လူလောကရှားကြည့်စမ်းပါဗျဒီလိုပြေကုန်တို့ကျုံမလို့စိတ်ပြောတယ်တပုံထူးလို့အလိပေါ်မဲ့လူတော်ရဝဲအတီးနေမှာကောင်းတာနော်မဟာတို့ရဲ့စေတနာမှာဟောဒီမဟာတို့ကြီးရဲ့စေတနာမှာပြည်ရောမှာတောင်မတူနဲ့ဘယ်သူမှမကြောက်ပြန်တတိကောင်းတာပြောတာမဟုတ်ဘူးပြုတ်ဒီမဲ့ပစ္စည်းဆင်းရဲပေမဲ့လို့စေရနာချင်းရှယ်ဘယ်သူနဲ့မှတူလို့မရတူလို့မမှီလို့ဘယ်သူနဲ့မှမတူအောင်စေရနာကောင်းမှန်းသိလို့ဖယားတပိတ်အလိုက်တာစေရနာချင်းပြိုင်ကြည့်လို့ဆိုလိုတယ်ပြုတ်ပြည်ရောမှာလာဝတူနဲ့ဘယ်သူမှမကြောက်ပြန်ရှည်စိုးတဲ့ပြည်နိဗ္ဗာန်ကိုရှည်စိုးတဲ့ပြည်နိဗ္ဗာန်ကိုကြီးစိတ်တောင်းကူမယ်ဗျာရှေးရောခုပါကိုဆွဲကြတယ်အဲ့ဒါလိုမြတ်သပိတ်ကြီးနဲ့ကတော့ဘယင်မြက်တောင်ငွေစုလားခွာကြတဲ့ကောင်ဒီကောင်ဟေးသာပြန်လို့ဝဲကြီးတရားကစ1000စီပေးခဲ့မင်းချင်းယောက်ျားခေါ်ပြီးတော့ဟေးမတို့ခင်ဗျာအသဗျာတရားပေးမယ်ဟေးရောက်မလားငွေတရားမလုပ်ဖို့လဲဗျလူမသိငွေမရှာမြတ်လို့ဆိုတာရခဲ့တာမရောက်တယ်ဘူးခင်ဗျာဟေး200ကွာကြောက်မှာဘူးဗျ300ကွာတောင်မှုရုပ်400ဟေးတောင်မှုဗျ900ကွာကြောက်မှာဘူးဗျတပိတ်သေးတက်သွားပြေးတာတပိတ်သေးတက်သွားတော့ဘယ်လောက်ရှိသွားဖယားမြတ်တပိတ်900မဟုတ်ပေါ့ကျွတ်တို့တပိတ်900ဆိုငါတီးကြစေရကြည့်တပိတ်သေးတက်သွား600 900 800 900အဲ့ကောင်1000กว่าအိုးခမရဘာသာထောင်ယုံကားလို့လဲနေမရောဘူးရောင်းမှုတယ်ဗျမလားပါဗျာမြတ်သပိတ်ငွေ1000နဲ့မရောင်းမှုတဲ့ဗျဟာတက်လုံးစားခြင်းနဲ့ယာရုလိုခြင်းလို့နဲ့သူပိုင်းယာရုနဲ့သွားမြောက်ချင်တကောင်မင်းတကြီးလုံးမဘလို့ပါဗျာဒီရွယ်ကြီးကြောင့်မဟုတ်ဆိုးခုံမှမျက်စောင်းတို့မခံရစေခွာကြတဲ့ကောင်ဟဲ့ကောင်မင်းဟောအမတ်လုံးမလားအမတ်မလို့ပါလေဗျာအမတ်ဆိုတော့မတ်ရမမရင်ထိုးလဲတဲ့အမျိုးပါခလားမလို့ချင်ဘူးတဲ့မလို့ယာတို့လည်းမြောက်လို့လည်းမရပါဗျာအေးဒါပြည့်သူ့နောက်ကလိုက်သွားဟဲ့သူ့နောက်ကလိုက်သွားပြီဒီကောင်ကောင်းကောင်းမကတ်နိုင်ရင်မြတ်သပိတ်ယူခဲ့ဘုရားကိုရုံညာကြီးအာနာစရာပါကွာအဝရီကောင်းကောင်းနဲ့မကတ်နိုင်ဘူးလို့ရှင်ဘရင်ကထင်တော်လဲမဟာတို့အိမ်ရောက်နေတာတရားဆိုတော့ခြိုလိုက်မယ်ဖြစ်ဖို့သူထင်သေးတယ်ကဲဒီလိုနဲ့ဘုရားကိုတော်မြတ်ပေးပြီးကြွတော်မူပါဘုရားဆိုဘုရားကရှေ့ကသူကနောက်ကလမ်းညွှန်းဘုရားရှေ့ကမကြွဘဲနဲ့တပိတ်ကလေးဘုရားရှေ့ကမသွားဘဲနဲ့တပိတ်ကလေးထမ်းပြီးတော့နောက်ကလိုက်တော့အိမ်ရောက်တော့တရားနာပြိတ္တရေတလေးဓာလေးကစောင်းကွေးကလေးတိမ်မက်လှဲ့ပြီးတော့မင်းလေဘုရားကိုတော်မြတ်ရောင်ကြီးတော်မုတ်ကူကသူတို့တဲခုတ်ကလေးလှမ်းထိုးလိုက်တော့လင်းထိန်သွားမျက်စိလေးပို့တတ်ကြည့်ဟဲအယောင်ပါလိဟဲဝိထိန်ရောနေအောင်လာအောင်ကြည့်အောင်မီရောက်လည်းမတူဒီအယောင်ကြီးမြင်ရပူပြင်းတဲ့ကိစ္စမရှိငါအေးမြလှပါပြီဘာရောက်မှလိမ့်မတုံနောက်လဲကြည့်လိုက်တော့ဘုရားကိုတော်မြတ်ကြီးနဲ့ဘွားကနေတွေ့ဟုတ်တော့မလေးဖះချွာလာလေဖះကိုတော်မြတ်ကြီးတို့အိမ်ကြွလာပြီ
Amare Tamado Beledo Inga Hajine Pelo Nivali Meadow. Doing a Haji a doji bioida, Elimado bioida. Kumhado Gina Pelo Nivali Madole, the Anna Bega ye. Eti Kedu, Tekune do Mahadogal mean the gin the go. Fayane Queni Lumamina means the Genulu to big a late town be Pyong Kivin and Yenali, Pui to a twipia. Ya the way Yare Lusurumaya, Munachina Popia, Georgiana, Pedoma, and Jimapo. Naila de Yaja Azani Sazane. Ah, me Zoji, the Abela one. No, Naila de Ye. We might have your decisions or is shown at a Bejanga toy, Mammy Uvia. Gee, Diana, view the Ye. Pedoma Dama, Naila de Yajado, Dilu Joadida, Mia the Villa Joabi Mapo, Mienda Li Projado. Mali, Tisa? Kumaru Kibala? Eh, Miabi Taro. Payakoromia di Moya on Penine Linda. Malinga le ayato like legend. Hey, Dama to Kumaha. Wanta Lolo Vida. Mia the Villa Lena so the Chimumbi me bon, Predama Maya and Jimamo. Naila de Java Bioro. To Sergeant Abion, no, the Chemajuda Jokta won. Predama Maya with the Naila or Naila. Sergeant Abion, Jokta woman loses a pool at 9 yet. Sooner yet, gone like I went out of Babioro. Beijing. Tell the Anna, the Mia the way at Lena, so she me up with me. Dilona Payakoronia Duro, Aine, you are win or Mulaito, Limaya the Anna, be the no way at a Payakoronia, Kamakaya, with the Zamika, me and Paya. Oh, you got name Paya, the Kamakame win on my mother. Payakoronia, the Rindona, Muro, and the Jena, and Sonkalu. That's up, yeah, Pompiro Mugaviale. Dilonga Jena, Sonka Pide now. Payakoronia, I own the one and the Lucanderi, Balanderi, Badivan and Dedi, Sanjonga, Tea Pialo. They are not big that ye, Mahado G level, some Pompe Pide, and now Payakoronia, the way Tambi, John or like Po. The jamming at the Tiana be that you come in Lopia. Mahado, Aviado, a Jangli Sabi, Lemaya, Megan, Elijah. Yadanamuri, you are cha. Do the pony, ain't a wind train. The lady Liga, ye know them, yes, he put that Gila, Yerna, young in I told you. Eh? Come on, you mean we don't let you. But no has over Kaji. Ah, wah, Yerna, ha. Hey, no, my dog good with your baby. Dog good with your baby, no, Mamma see the Lemaya, Tari to a pea lion, Pia Mimbi, Mina, Kayali, Matona, Matamu, Payen Tandoa, Ajazo, Tabocon, Payentoa, Hey, member good of you. Payajan on Yodi, Payaguromia, Najina, and Sonka Papia, Equeta, Mengudo, John Piedan, Nana, Saimu, a comb pian, you do at the piama, you go young bridge. I don't let the walk off. She may let the walk off. The Ampeyo never got Yeranamo, you are charted the thing. I thank you to Lao Chana, Shigala, Mashiva, Payalo Sorama. That tea on it, Agua, Mahato does the Nimona. That ya do Alibabi, Mahado do Bavizado. That tape she no. Pavulo, the tape she bali. I look. Prelo, the tape there's any mona. The tape she then yard and joke and Nina, Yadanga, Yaya Mava, Sehoy and Pandita Zamani, a Tizu, Zatuga, a Shiri. Tana Gamle with Joe Pia Hoya, but Mahado does an imona, a Lubelo, the tape she was Diana Vita. Come here to go Adilo, the tape shit in the Lama Fisher Mula.
ဖြစ်ချင်းရင်လှူရမှလားမလှူပဲနေရမှာအေးဒါဖြင့်အိတ်ဆောင်လဲနှစ်ရာခိတ္တရဆိုင်မဲ့ဟာပတိုင်းပေးမဲ့ဖြတ်ပိုင်းကလေးတွေနဲ့လူကြဘာမှဒီနာမမေ့မလေးအောင်မပေါ့မဆာလို့တတိတရားဖြင့်တန်ပါဒေထမိမိတို့ကြီးမှန်သမျှလင်းက6သိန်းကုန်ကြမဲ့သာသနာပိတ်မှန်ကြီးအတွက်တစ်ဖက်တစ်လမ်းကတတ်စွန်းသမျှကျုံရိုက်တဲ့အခါမှာလူတောင်းနိုင်ကြပါစေကုန်သတည်း